ဈေးနေတာကြိုက်လို့ရှိရင်ဈေးနေတဲ့ quality ပဲရလိုက်မယ်ဒါကိုလက်ခံတတ်ဖို့လိုတယ်တချို့လူတွေကကိုက1000ပဲပေးပြီးတော့မှ3သိန်းတန်တဲ့ quality product ကိုလိုချင်ကြတယ်ဖြစ်နိုင်လို့လားမဖြစ်နိုင်ပါဘူးအဲ့တော့ကိုက3သိန်းတန် quality ရှိတဲ့ product ကိုလိုချင်ကို3သိန်းပေးမှရပဲပေးသလောက်တန်ကြေးပဲရမှာဒါတဘာဝပဲအဲ့တော့ကိုက premium quality လိုချင်နေဆိုရင်တော့ premium ဈေးကိုပေးနိုင်မှရပါမယ်ဒါကိုလက်ခံတတ်ဖို့လိုတယ်လက်မခံတတ်လို့ရှိရင်ကိုယ်စိတ်ထဲမှာပူလောင်မှုဖြစ်နေမှာပဲဖြစ်ပါတယ်အဲ့တော့ကိုရောင်းတဲ့ပစ္စည်းကဈေးကြီးလို့လေဈေးကြီးတာနဲ့ထိုက်တန်တဲ့လောက်ကိုရောင်းနိုင်ရမယ်အဲ့လိုမျိုးပဲကိုယ့်ပစ္စည်းကဈေးနဲ့လို့လေဝယ်နေစရာမလိုဒီ quality နဲ့ဒီတန်မိုးဆိုတာကိုက်ညီမှုရှိတယ်ဆိုရင်အရာအလုံးကရောင်းလို့ရတယ်လို့ဝယ်တဲ့ဒူဘက်ကလည်းဒါကိုနားလည်ထားဖို့လိုပါတယ်ဥမာကိုကအင်ကြီးအကောင်းစားရချင်တယ်ဒါပေမဲ့ကိုက1000လောက်ပဲသုံးချင်နေဆိုရင်တော့အဆင်မပြေနိုင်ပါဘူးအဲ့တော့ဒီတဘောတရားလေးနားလည်လို့ရှိရင်ကိုယ့်ရဲ့ဘဝမှာဈေးရောင်းရတာပဲဖြစ်ဈေးဝယ်ရတာပဲဖြစ်ပို့ပြီးတော့မှအဆင်ပြေလာလိုက်မယ်ကိုယ့်ရဲ့ဘဝပို့ပြီးတော့မှရွေးချယ်မှုတွေမှန်ကန်လာပါလိုက်မယ်ကျေးဇူးအများကြီးတင်ပါတယ် coach တက်ပါ